မင်းလေဟင်းချက်ပြတာကိုဟင်းချက်ပြတာမဟုတ်ဘူးတဲ့အိုးလည်းမသိဘူးတဲ့အိုးကဒီမှာတည်ထားလေပုံမှန်အဲ့မှာထားလေဘယ်လိုသိမှလဲဒီမင်းအိုးအကင်းဟင်းအိုးပဲပြမယ်ဆိုရင်ဟင်းအိုးကြည့်မှာဖင်အတူလားစစ်လားဆိုတာတားတယ်ဒီမှာခွဲပလိုက်မယ်တွေ့ထွက်ပါပဲဖင်အတူအစစ်လို့သိပါဟုတ်တယ်လေအဖေရဲ့ပုံနဲ့လေကျမတို့အောက်မှာတက်လာဒီလားအဲ့ဒီကပြင်လာလားဟင်းကြော်တယ်ဆိုပြီးရင်ကလေတော့မဟင်းချက်တာကရောင်းဖို့မဟုတ်ဘူးကိုယ့်ကိုမျိုးစိုးဖို့လုပ်တာစားဖို့လုပ်တာပင်ကလည်းဖလာကြီးယွန်းစရာကြီးနဲ့လာမွေးကြည့်လိုက်တော့မိတ်တောင်လဲတော့အောင်မယ်မွေးလို့ဟုတ်ကဲ့တချို့တော့တိုင်းကစားထည့်ပြီလားဒီထည့်ထည့်ရောသမီးဟင်းလေးချက်တတ်တယ်နော်အားလုံးလုပ်တတ်တယ်အခါကလေးပြင်းလို့ပဲမိကိုကြောင်မှာဝင်သားအသားတင်ထားတယ်ကိုလုပ်တာဟောပြင်ပန်းတော့ခုလည်းယူခဲ့လေအောင်သားတင်လာရွာပြန်လေးတောင်းလေးဟာလေကလေးမျိုးနည်းနည်းနစ်တက်တာနုတို့မာလို့လားဟောတယ်အနေနဲ့တော့စားအောင်ဟမ်ဒီအောက်မှာလားလို့အဲ့ဒါမလာမှုနဲ့ကျိုးလိုက်ပေါ်ပါပြီအဲ့ဒါဟင်းလုံးနဲ့ဟုတ်တယ်နော်ဟင်းပြီးရွက်မင်းလက်ရသားပြေနေညနေလို့ပဲကောင်းလိုက်လုတ်တက်လို့ဆိုင်ဖွင့်စားတာနော်ပြောတယ်အေးအမခင်ပဲတွေ့ရဖင်ကြီးစင်လို့မလားကိုမန်ထဲမှာလေနောက်ပေါ်မှာလည်းကြည့်ပြီးတော့နောက်လေးကျရင်တကယ်ကိုအဲ့နဲ့ခိုးပြခိုင်းမယ်အစ်စ်လားသူ့လားဆိုဆိုင်လာခဲ့လိမ့်စာပေးလိုက်မယ်တိုင်ခိုင်းမယ်လားကားဟုတ်လားခိုင်းရမယ်လို့ဟုတ်လေအော်လာလိုက်မယ်တော့ဟုတ်တယ်တိုင်ခိုင်းမယ်ကဲပါတော့မလဲဒီကအားကြောပြီးပြီအမီးရောင်းတော့ပြီးတော့ရမယ်နော်အရှိအမဖဲ့ပဲအောင်ဆိုဒီတော့ဒါလည်းရပါဘူး我哎呦啊！လက်ဆိုလက်ဆိုရပါ我操啊！အေးရွှေလေးနန်းနန်းပင်ရထည့်ပြီလား我进不来，我冇。